ကိုမေးထားတာကစေးတုတ်ထားတဲ့အုပ်နေမှာကတ်လို့ရတာရေချိုးခန်းမှာကတ်လို့ရတာတဲ့ဒီတစ်ချက်ကိုမေးတာနော်ရေချိုးခန်းမှာလည်းကတ်လို့ရပါတယ်စေးတုတ်ထားပြီးသားနိုင်ရမှာလည်းကတ်လို့ရပါတယ်ကော်ဆွဲအားကောင်းတဲ့မိမိနိုင်ရကုံဆိုညနေပြင်ညီရင်ကတ်လို့ရပါတယ်အိမ်အပြင်ဘတ်ဆိုရင်တော့အမိုးဆန်းရှိရှိရဆိုရင်တော့သုံးလို့ရပါတယ်နောက်ဒီချက်တွေကညာတော့အပြင်သူ့အချောင်းပုံမူတည်ပြီးတော့သုံးရတယ်ဒါတွေကားတဲ့ဖျားချောင်းဆောင်စီပေကန်လိုနေရာမျိုးပေါ့နော်မိဖို့ပုံရဲ့အထောင်ပုံစံမျိုးအဲ့လိုနေရာမျိုးမှာသုံးကြတယ် KTV မှာသုံးကြတယ်ဘားတွေသုံးကြတယ်ပေါ့နော်ရုံးခန်းတွေသုံးလို့ရတယ် reception နေရာမျိုးသုံးလို့ရတယ်ကောင်းလာခုံရဲ့ညနေပြင်တွေမှာလည်းကတ်လို့ရပါတယ်သူကကော်ပါပြီးသားဖြစ်တယ်တပေးနှစ်ပေးပေါ့နော်ဒီကောင်အားချင်း1 2 3 4 5 6 8မျိုးရှိမယ်ပေါ့နော်ရရပါတယ်ကျွန်တော်တို့ KTV တွေကတ်ထားတဲ့ဗီဒီယိုတွေကျွန်တော်တက်တော့အကောင့်မှာတင်ပေးထားပါတယ်ကောင်းလာပုံတွေကတ်တဲ့ဗီဒီယိုတွေလည်းတင်ပေးထားပါတယ်ရေချိုးခန်းအိမ်နာကတ်တဲ့ပုံတွေလည်းတင်ပေးထားပါတယ်ဘားမှာဒီဇိုင်းဖောက်ပြီးကတ်တဲ့ပုံတွေလည်းတင်ပေးထားပါတယ်ဓလိကားထဲမှာပဲဒီဇိုင်းဖောက်တာတွေလည်းတင်ပေးထားပါပေါ့နော်အသေးစိတ်သိချင်တယ်ဆိုရင်မိသူမဆိုကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးထားပါမယ် Viber ကနေဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ပေါ့နော်ကျွန်တော်ချိန်မှာရောင်းတဲ့တပေးနှစ်ပေးပစ္စည်းအမျိုးအစားပေါ့နော်ဟုတ်ဆိုင်မှာရောင်းတဲ့ပစ္စည်းကဒီတပေးနှစ်ပေးအချက်ရှိမယ်20ကလမှာ33ပေးကော်ဖြောကိုရီးယားဝေါ်ပြပါအလိပ်ရှိမယ်တစားရွေးချယ်စရာစတိမ်မှုကျော်လောက်ရှိမယ်တပေးဝဲ33ပေးကော်ပါပြီးသားတွေကရွေးချယ်စရာဒီဇိုင်းပေါင်း40ကျော်ရှိပါတယ် KTV တွေသူငယ်လေးဖျားချောင်းဆောင်စပါးတွေဟိုတယ်တွေအကုန်လုံးသုံးလို့ရပါတယ်တပေးဝဲ33ပေးကတော့ဈေးအနည်းဆုံးပစ္စည်းပေါ့နော်သူလည်းသူ့အရေးသွေးနဲ့သူကောင်းပါတယ်ပေါ့နော်၄ပေအနံဝေါ်ပြပါရှိမယ် mask ကရှိမယ်3ပေအနံဝေါ်ပြပါလည်းရှိမယ်စီပေကန်လေးတွေစုံစုံလေးလေးရှိပါတယ်တချို့ကစီပေကန်လေးကိုနိုင်ရမှာလည်းတက်ကြတယ်နော်နိုင်ရကတ်မယ်ဆိုရင်တော့နိုင်ရရက်စေးသားကတင်းနေမှာပဲရှားပါမယ်နော်နောက်တစ်ခုက20ကလမှာကိုပြောအလိပ်ပဲကက်ကက်20ကလမှာ33ပေပေါ့နော်ဒီလိပ်ပါအဲ့လိပ်တွေပဲကက်ကက်3ပေအနံကိုပြောပြီးကက်တဲ့အလိပ်ပဲကက်ကက်အဲ့နှစ်ခုကနိုင်ရရဲ့အနေထားကစေးတင်းရင်တင်းစေးမတင်းရင်စီလာချုပ်ထားတဲ့နိုင်ရပေါ်မှာဆိုရင်တော့ရေရှည်ကိုခံပါတယ်နော်တပေပဲ33ပေဖြစ်ဖြစ်3ပေနဲ့ဖြစ်ဖြစ်4ပေနဲ့ဖြစ်ဖြစ်ကော်ပါဗီတာတွေကနိုင်ရတိတ်မရွေးပါဘူးနိုင်ရအသိမ်းဆောင်ရှိရဆိုလည်းရပါတယ်